CCTV တို့မှာတော့ Remote Sim Mobile ရဲ့ drone နဲ့ CCTV ရဲ့လောက်ပုံတွေကိုပြပြပေးပါမယ်။ Remote Sim Mobile မှာအတက်က round ကြရင် drone နှစ်ခုကိုတုံးနိုင်ပါတယ်။ image တယောက်စီမှာနှစ်ခုစီရရှိပါမယ်။ဝက်စားလာခြင်းတုံးရတဲ့အခါ enemy ဘုံစုံစရှာပေးရပါမယ်။စုံ AB ပြဖို့ဆို enemy ရဲ့ဘုံစုံတဲ့ဒုံရောက်ဖို့လိုပါတယ်။ဘုံတစ်ဖြူလောက်ဖို့ဝက်စားလာတဲ့နောက်ထပ်3တစ်ခုကိုတုံးပြနိုင်ပါတယ်။ကိုယ့်ရဲ့ပထမတုံးက enemy ဖြစ်တာတော့ orbiter ရဲ့ radar ကြောင့်ပျက်စီးမသွားရင်ဒုံတစ်ခုကိုစိတ်ချက်ပြောင်းလဲတုံးပြပြီး enemy location ကို scan function ပင်ထောက်ရှင်းလို့လုပ်နိုင်ပါတယ်။ကိုယ့်ရဲ့ teammate တုံးကနေလည်း enemy location ကိုကြည့်နိုင်ပါတယ်။ကိုယ့်ရဲ့ဒုံတစ်ခုကိုစိတ်ချက်ပြောင်းလဲမောင်းလို့ရပေမဲ့ကိုယ်ကြီးခင်ရရင်ဒုံတွေရွှေ့လို့မရတော့ပါဘူး။ပြရှင်ပဲကြည့်လို့ရပါတော့မယ်။အတက်ကရီအနေနဲ့ drone ကို location ကြည့်ဖို့တုံးပြီးတော့ defender တွေအနေနဲ့လည်း drone တွေကိုဖြည့်ဆည်းပြီးကိုယ့်ရဲ့ position ကိုမသိအောင်လုပ်တင်ပါတယ်။ CCTV တွေကမှတ်တည်တိုင်းမှာရှိပါတယ်။တမနာအနေနဲ့ CCTV ကနေလူကိုစောင့်ကြည့်နိုင်ပါတယ်။အတက်ကရီအနေနဲ့ကအခန်းတွေဒီဘက်တိုင်လေးတွေကိုတောင်းတဲ့နေရာတွေမှာရှိတဲ့ CCTV တွေကိုကိုယ့်ရဲ့ patient မသိအောင်ဖြည့်ဆည်းပြနိုင်ပါတယ်။ဘုံတစ်ခုစားအနေနဲ့လည်းတည်သွားရင်ဒုံးတွေကနေ enemy location ကိုတင်အတွက်စကန်ပေးလို့ရလို့တဖန်တိုင်းအနေနဲ့လည်း CCTV ကနေစကန်ပေးနိုင်ပါတယ်။ဒုံး CCTV တုံးပြတဲ့အခါကိုက enemy စကန်ပေးလိုက်ရင် enemy အနေနဲ့စကန်ပြုလုပ်ခံရတာကိုသတိပေးဒါရရှိနိုင်ပြီးကိုယ့်ရဲ့ drone CCTV ကိုဖြည့်ထားမိနိုင်ပါတယ်။ဒါကြောင့်စကန်ကိုလိုအပ်မှတုံးပြပြီးပြမကလုပ်ပေးတာပဲအဓိကတုံးရင် enemy တည်ထားပြီးတဲ့ကိုယ့်ရဲ့ drone နဲ့CCTV တွေပိုပြီးစေးဖြစ်ပြီးကောင်းကောင်းလုပ်ပြနိုင်ပါလိမ့်မယ်။ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာတခြားဒီလောက်ထပ်ပြပေးထားပါမယ်။